တသားမီတို့အတွက်မြင်းကလေးစူးစမ်းနဲ့စူးစမ်းခြင်းနဲ့စိတ်ဆိုတဲ့ပုံမြင်လေးကိုပြပြပေးသွားပါမယ်နော်။တော့ထဲမှာမြင်းမိသားစုတစုနေထိုင်ကြတဲ့သူတို့ကအငယ်ဆုံးသားမြင်းကလေးကိုစူးစမ်းလို့ခေါ်ကြပြီးတော့ကျမ်းမာတန်ဆွမ်းစွာနဲ့မွေးဖွားလာတဲ့မြင်းကလေးတစ်ကောင်ပါ။စူးစမ်းကသူ့ရဲ့နာမည်နဲ့လိုက်အောင်စူးစမ်းခြင်းစိတ်တွေပြင်းပြနေပြီးတော့တစ်ပင်တိုင်းပန်းတိုင်းနဲ့တောရဲကတရိษံတိုင်းကိုမေးမြန်းလေးရှိပါတယ်။ဒီနေ့မှာတော့မိဘတွေအစားအသောက်ပြုလုပ်နေရကြောင်းအနားမှာစူးစမ်းတယောက်တည်းဖြစ်သွားတယ်။သူပတ်ဝန်းကျင်ကိုလေးလာနေတော့မှတောင်ကုန်းငယ်လေးတစ်ခုကိုမြင်လိုက်ပြီးတော့ဒီတောင်ကုန်းထိပ်ကိုတက်ရင်ဘာတွေမြင်ရမလဲဆိုပြီးတော့သူကစိတ်ဝင်စားနေတာပေါ့။စူးစမ်းဟာတောင်ကုန်းပေါ်ကိုတဖြည်းဖြည်းတက်လာလိုက်တယ်။တောင်ထိပ်ရောက်သွားတဲ့အခါမှာအဝေးမှာကြီးမားတဲ့တောပြင်ကျဲကြီးတစ်ခုကိုသူမြင်လိုက်တာပေါ့။အဲ့ဒီမှာအရင်ကသူမမြင်မှုသေးတဲ့ပန်းဝဝါတွေစပားဆိုင်မြေလေးတွေနဲ့တခြားတိရစ္ဆာန်တွေပါရှိနေပါတယ်။ဟာဒီမှာဘာတွေလဲသွားကြည့်တယ်နဲ့ဆိုပြီးတော့စူဆန်ကတောပြင်ကျဲကြီးတဲ့ကိုပြေးသွားလိုက်တာပေါ့။တောပြင်ထဲမှာစူဆန်ကကြောင်လေးတစ်ကောင်နဲ့တွေ့ခဲ့တယ်။မင်းကဘယ်ကနေလာတာလဲလို့စူဆန်ကမေးလိုက်တယ်။ကြောင်လေးကငါအိမ်မွေးတိရစ္ဆာန်မှာကျွန်တော်ပိုင်ရှင်နဲ့အတူနေတယ်လို့သူကပြောတယ်အိမ်မွေးတိရစ္ဆာန်ဆိုတာဘာလဲလို့စူဆန်ကမေးတော့ကြောင်ကတိရစ္ဆာန်အချို့ကလူနဲ့အတူနေပြီးတော့သူတို့ကိုကူညီပေးတယ်ကျွန်တော်ကကြက်တွေကိုဖမ်းဖို့သူ့ရဲ့အိမ်မှာနေတယ်နွားတွေကလူတွေကိုနှုတ်ပေးတယ်ခွေးတွေကတော့လူတွေရဲ့အိမ်ကိုကာကွယ်တယ်လို့ဖြေလိုက်တာပေါ့စူဆန်ကစိတ်ဝင်စားမှုကြီးမားသွားတယ်ငါတို့မြင်နေရရောလူတွေကိုဘာလုပ်ပေးရမလဲဆိုပြီးတော့မေးတယ်ကြောင်ကမြင်းနေရလဲသူတို့ကိုစီးဖို့ပေးတယ်လယ်သမားတွေအတွက်လဲထုံပေးတယ်လို့ပြောတယ်စူဆန်ကစဉ်းစားမိလိုက်တယ်သူကတောထဲမှာမိသားစုအတွက်လွတ်လပ်စွာနေတယ်လေလူတွေနဲ့အတူနေရင်မိဘတွေလိုမျိုးလွတ်လပ်စွာပြေးလွှားနိုင်မလားမသိဘူးဒီအကြောင်းတွေအားလုံးကိုစဉ်းစားရင်းနဲ့သူကသူ့မိသားစုစီကိုပြန်သွားလိုက်ပါတယ်မိဘနဲ့တွေ့တဲ့အခါသူကမနေ့ကတွေ့ခဲ့တာတွေကိုပြန်ပြောပြလိုက်တယ်မိဘတွေကစူဆန်ဒုက္ခရောက်မဲ့အဖြစ်ကိုကြုံမြင်ပြီးတော့လူတွေအနားကိုမသွားဖို့တားတာပေါ့ဒါပေမဲ့အရန်စူဆန်ကျင်တဲ့စူဆန်လေးတယောက်ကတော့မိဘတွေရဲ့တောင်းမြင့်မှုကိုမြင်ပယ်ပြီးတော့ကြောင်လေးရဲ့နောက်ကိုလိုက်သွားလိုက်တယ်။ကြောင်လေးရဲ့အင်ရှင်မိသားစုကစူဆန်ကိုမြင်လိုက်တာနဲ့မြင်းလေးတကောင်အလကားရလိုက်လို့ပျော်ရွှင်ပြီးတော့အစာရေးစားတွေကိုဝဝလင်လင်ကျွေးမွေးတာပေါ့။စူဆန်တယောက်ကလည်းအပျော်ကြီးပျော်နေတာပေါ့။ဒါပေမဲ့အမြဲပျော်ရွှင်ရဖို့မျှော်လင့်ထားတဲ့စူဆန်တယောက်ကမျှော်လင့်မထားတဲ့ပင်ပန်းဆင်းရဲမှုတွေကိုကြုံလာပါတော့တယ်။မိုင်မောင်းများစွာဝေးတဲ့ခရီးတွေကိုအထုပ်အပေါ်တွေများစွာကြောမှတင်ပြီးတော့ခရီးထွက်ရတယ်။အစာရေးစားဆိုလဲတပတ်လောက်မှတစ်ခါလောက်သာကောင်းကောင်းမွန်မွန်ကျွေးတာပေါ့ဒီလိုနဲ့လအနေငယ်ကြတော့စူဆန်တရက်ကမိသားစုကိုတန်းထလာပါတော့တယ်တညမှာအင်ရှင်မိသားစုအိတ်နေတော့မိသားစုရှိတဲ့တောအုပ်စီကိုအမြန်ပြေးသွားလိုက်ပါတယ်စူဆန်ကိုတသက်လုံးပြန်မတွေ့ရတော့ဘူးလို့ထင်ထားတဲ့သူ့ရဲ့မိဘတွေကတော့မျက်ရည်တွေများစွာကျဆင်းလာတဲ့အထီကိုပျော်ရွှင်သွားပါတယ်မိဘတွေကမိမိနေရာမှာပျော်ရွှင်နေခြင်းကအရေးကြီးတယ်တင့်တော်ထဲမှာမိသားစုနဲ့အတူနေထိုင်ခြင်းကလည်းတင့်အတွက်အကောင်းဆုံးလို့ပြောလိုက်ကြတာပေါ့စူဆန်ကလည်းနားလည်သွားပါတယ်သူဟာတောထဲမှာလွတ်လပ်စွာပြေးလွှားနိုင်တဲ့မြင်းတကောင်သူ့ရဲ့မိသားစုနဲ့အတူပျော်ရွှင်စွာနေဖို့ကိုဆုံးဖြတ်လိုက်တယ်အဲ့ဒီနောက်ပိုင်းကစပြီးတော့စူဆန်ကစူဆန်မှုတွေကိုအမြဲလုပ်ပေမဲ့လည်းသူ့အိမ်ဖြစ်တဲ့တောထဲမှာပဲပျော်ရွှင်စွာနေခဲ့တယ်တဲ့ကဲကလေးတို့လည်းသူများတွေအားကြပြီးတော့မိဘစကားကိုနားမထောင်ဆိုရင်စူဆန်လေးလိုပဲဒုက္ခဆင်းရဲတွေနဲ့ကြုံတွေ့ရလိမ့်မယ်နော်မိဘစကားကိုနားထောင်ပြီးတော့လိမ်မာတဲ့ကလေးလေးတွေဖြစ်အောင်ကြိုးစားရမယ်လို့မျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတရမယ့်အကြောင်းအရာလေးတွေကိုနားထောင်ချင်နေဆိုရင်တော့ channel လေးကို like နဲ့ subscribe လေးလုပ်သွားပေးကြပါအောင်နော်ဒီတွေကိုစဉ်းစားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် Letigo Kids channel လေးကိုလည်းစဉ်းစားမပြတ်စောင့်ကြည့်ပေးဖို့မမေ့ပါနဲ့နော်